တခါကရွာငယ်လေးတစ်ရွာရဲ့ချောင်းဆက်မှာတိတ်ပြီးလောဘကြီးတဲ့တငါသည်တယောက်ရှိခဲ့ပါတယ်။တရက်တော့သူဟာထုံးစံအတိုင်းငါးဖမ်းထွက်ရင်းနဲ့အလွန်လှပပြီးထူးဆန်းစွာစကားပြောနိုင်တဲ့ရွှေရောင်ငါးလေးတစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်။ရွှေငါးလေးကကျွန်တော်ကိုရေထဲပြန်လွှတ်ပေးရင်အကိုကြီးလိုချင်တဲ့စူးတစ်ခုကိုအနှင်းပါမယ်လို့တောင်းပန်ရှာတယ်။တငါသည်ကနတ်ကိုရွှေငွေရတနာရီအများကြီးနဲ့ကြီးကျယ်ခမ်းနားတဲ့တိုက်အိမ်ကြီးတစ်လုံးပေးပါလို့ဆုတောင်းလိုက်ပါတယ်။သူတောင်းဆိုတဲ့အတိုင်းဟောင်းနွမ်းနေတဲ့တဲအိုလေးနေရာမှာစီးစိမ်တွေအပြည့်နဲ့တိုက်အိမ်ကြီးဖြစ်နေတာကိုတွေ့လိုက်ရလာတယ်။ဒါပေမဲ့လောဘဆိုတာအဆုံးမရှိဘူးလေ။ရက်အနှဲငယ်ကြာတဲ့အခါတငါတဲ့ဟာဒီထက်ပိုပြီးကြီးကျယ်ကျင်လာပြန်တယ်။သူဟာချောင်းဆက်ကိုပြန်သွားပြီးငါ့ကိုနန်းတော်ကြီးပေးပြီးတော့ငါ့ကိုဘရင်အဖြစ်တင်မြောက်ပေးစမ်းလို့အမိန့်ပေးပါတော့တယ်။ရွှေငါးလေးဟာစိတ်ပြက်စရာမျက်နှာလေးနဲ့ကြည့်ပြီးဘာမှပြန်မပြောပဲရီထဲကိုတိတ်တဆိတ်ဝူးလျိုးကွယ်ပျောက်သွားခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုကောင်းကင်ကြီးမှောင်မဲလာပြီးရှိသမျှအရာအလုံးပျောက်ကွယ်သွားပြီးတဲအိုလေးပဲပြန်ရှိနေပါတော့တယ်။တငါသည်ဟာအဆုံးမရှိတဲ့လောဘကြောင့်ရှိတာလေးတောင်ဆုံးရှုံးပြီးနောင်တကြီးစွာနဲ့ငိုကြွေးကြံ့ရစ်ခဲ့ပါတော့တယ်။